Okay ကျွန်တော်ခုလုံးမဲ့လေ့ကျင့်ခန်းက dynamic frog leap လို့ခေါ်တယ် leap ဆိုတော့ကျွန်တော်ရှေ့ကိုခုန်မယ်ပြန်ဆုပ်မယ်ရှေ့ခုန်နောက်ဆုပ်ဒါမျိုးလေးလုပ်တာပေါ့နော်ဆိုတော့ dynamic frog လို့ပြောတဲ့အတွက်ကြောင့် frog position ကိုကျွန်တော်ဒီလိုငုတ်တုတ်ထိုင်တဲ့အနေထားကနေကျွန်တော် shine pose လို့ပဲယောဂသမားတွေဆိုလည်းသိလိမ့်မယ်ဒါမျိုးလေးရှေ့ကိုဆန်တဲ့ပုံစံကိုပြောချင်တာဒီလိုအနေထားလေးကိုနေတာကိုပြောချင်တာဆိုတော့ပထမဆုံးကျွန်တော်စတဲ့ပုံစံဒီလို D square အပြည့်ထိုင်တဲ့ပုံစံတိုင်းစမယ်ပြီးရင်လက်တွေကိုရှေ့ကိုဒူးချမ်းမြင်တဲ့နီးတလောက်ထိရှေ့ကိုဆန့်မယ်အဲ့လိုခေါင်းနဲ့တပင်းကြီးဆန့်ထားပြီးရင်ကျွန်တော်အဲ့လက်စီကိုခုံပြီးတော့လက်တွေကိုပေါင်ကြားတဲ့ရောက်ထိဒီမှာလေထုတ်မယ်နော်ပေါင်တွေကလက်တွေရဲ့အပြင်မှာဖြစ်ရမယ်ပြီးရင်အဲ့တိုင်းနောက်ကိုပြန်ခုံမယ်โอเคလက်ကလုံးဝပုံစံမပြောင်းဘူးเนาะဒီမှာလဲဒီလိုထိုင်ချလို့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ဒီလိုလေးပဲပြီးရင်ကျွန်တော်တို့နောက်ကိုပြန်သွားတယ်ဒါမျိုးရှေ့တို့နောက်ဆုံး leap လုပ်နေတော့ပြောချင်တာပေါ့နော်โอเค